အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့မြန်မာမျိုးသားယူဆက်ခွန်အသင်းကိုဂုံပြုချင်းမြင့်ငွေ7,100အားယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။2026ခုနှစ်အာရှဖလားခြေစစ်ပွဲယူဆက်ခွန်အမျိုးသားဘောလုံးပြိုင်ပွဲ၏အုပ်စုကြီးတွင်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးခြေစစ်ပွဲအောင်မြင်ခဲ့တဲ့မြန်မာမျိုးသားယူဆက်ခွန်ဘောလုံးအသင်းအားဂုံပြုချင်းမြင့်ငွေ7,100ပေးအပ်ခဲ့တယ်လို့သိရပါတယ်။မြန်မာမျိုးသားယူဆက်ခွန်ဘောလုံးအသင်းသည်ယနေ့နိုဝင်ဘာလ30ရက်နေ့ညနေပိုင်းကရန်ကုန်မြို့ရှိသုံးနဘောလုံးကွင်းမှာစီးရီးယားအသင်းနဲ့ရှင်ပြိုင်ကစားပြီးတစ်ဖက်2ဂိုးစီတေရလက်ထွက်ပေါ်ခဲ့တော့လဲအာရှဖလားခြေစစ်ပွဲကိုအောင်မြင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ AFC U70 Asian Cup Qualifier အုပ်စု G အုပ်စုပွဲစဉ်၄ပွဲရှင်ပြိုင်ကစားပြီးချိန်တွင်မြန်မာယူဆက်ကွန်အမျိုးသားအသင်းရမက်စင်မဲ့ဖြင့်အုပ်စုပထမနေရာရရှိခဲ့ကအာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ AFC U70 Asian Cup Qualifier အုပ်စု G တွင်အင်ရှင်မြန်မာ၊ဆီးရီးယား၊အာဖဂန်နစ္စတန်၊အိုမန်နဲ့နီပေါအသင်းတို့ပါဝင်ခဲ့ပါတယ်။